မမီဝဲနဲ့ကင်းအောင်နေဆိုတီမှာ မြတ်ဗုဒ္ဓရဲ့38ဖြာမင်္ဂလာမှာအတိဝနာစဘာလာနံလူမိုက်ဆိုလျင်ရှောင်းသွေလွဲလို့မမီဝဲနဲ့ကင်းအောင်နေဆိုတီမှာလူမိုက်ရင်မကောင်းတဲ့အကျင့်စရိုက်တွေကိုမှမကူးဆက်အောင်တတိထားပြီးနေလူမိုက်နဲ့စိတ်တူကိုယ်တွေမပေါင်းသင်းနဲ့လို့ဆိုလိုတာပါအလုတ်တော်အတူမလုံနဲ့ခက်ခင်းခင်းနေလို့ဆိုလိုတာမဟုတ်ပါဘူးလူနှုတ်စိတ်တူကိုယ်တူပေါင်းသင်းလောက်ကင်လိုက်တာနဲ့အနှဲနဲ့အများသူ့အကျင့်ကိုစရိုက်သူ့မှာကူးသွားလေရှိတယ်မှာတဘာဝဖြစ်လေသည်လုပ်ငန်းခွင်မှာလူတိုင်းနဲ့ကောင်းမွန်သည့်ဆက်ဆံရေးရှိမှသာရရှိအဆင်ချောမီဖြစ်သည်ဒီလိုအကျင့်မကောင်းဘူးလို့သိထားရင်သူ့အကျင့်ကိုမှမကူးစေပဲကိုမသိသေးတဲ့လုပ်ငန်းခွင်အတွေ့အကြုံတွေကိုတော့သူ့စီကနေမဖြစ်မနေသင်ယူရမည်လူမရှိလို့သာလူလိမ္မာလို့သိရတယ်လို့လူဆိုးရှိနေလို့သာလူကောင်းလို့ထင်ပေါ်ရခြင်းဖြစ်သည်လူပြင်းလူဖြင်းများလေလေလူတော်ကနေရာရသည်ဖြစ်သည်ရေသားကိုအပြင်းကြီးသူရဲ့စိတ်ထဲမှာတာဝန်ကြီးအလိုက်သိတဲ့လူကိုအားကိုးတယ်လို့ရိုးကျိုးစိတ်လည်းရှိနေတတ်သည်ထုတ်ပေါ်မှာပြော့တာပဲရှိပြီလူဟာကိုယ့်တဲ့စိတ်တဲ့နဲ့လောက်ရသားသူကိုအတိမတ်ပြုလက်ခံလိုက်သည်ဖြင့်သူ့ကိုရိုးကျိုးစိတ်နဲ့အားကိုးမှုကအနည်းနဲ့အများဆိုတော့ကိုယ်မှရှိသွားရသည်အလွန်ဆိုးသောမိုင်မဲသူကိုတော့အနားမှာမရှိသေးပဲဝေးဝေးကနေရှောင်ရမည်တာမန်မကောင်းခြင်းလေးတွေကလူတိုင်းမှာတစ်ခုမဟုတ်တစ်ခုရှိနေတတ်လို့သူတို့စီကနေလိုအပ်တာယူပြီးမလိုအပ်တာကိုညှင်းပယ်နိုင်စွမ်းရှိရမည်ပြင်းတဲ့သူဖြင်းတဲ့သူစိတ်သဘောထားမပြေဝတဲ့သူတွေနဲ့များကြုံရလေကိုကသူတို့ထက်သာသူဖြစ်ကြောင်းပိုပြနိုင်ရမည်သူတို့ရဲ့စိတ်ကိုလွှမ်းမိုးနိုင်သူဖြစ်ရမည်ဒီလိုမဟုတ်ပဲသူတို့ရဲ့မကောင်းကွက်တွေကိုလိုက်ကြည့်ပြီးအပြစ်တင်ညှဉ်းညူနေရင်ကိုပဲစိတ်ညစ်ရပြီသူတို့နဲ့ကိုမသာသူမသာပဲဖြစ်သွားမည်